ကောင်လေးတစ်ယောက်ကသူ့အိမ်မှာရေကူးခံပျော်စရာဥယျာဉ်ကြီးတစ်ခုကိုဆောက်လုပ်လိုက်တယ်။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုမွေးနေ့လက်ဆောင်အထူးပေးဖို့အတွက်တယ်။သူ့တငယ်ချင်းကဝါတယ်။ရေလျှောစီးရတာကိုအယမ်းကြိုက်တယ်။ဒါကြောင့်သူစဉ်းစားလိုက်တယ်။ကိုယ့်အိမ်ကိုပဲရေကူးခံပျော်စရာဥယျာဉ်အဖြစ်ပြောင်းလိုက်ရင်သူမွေးနေ့ကအမှတ်တရထည့်သွားမှာပဲ။ဒီအလုပ်တော့သူကြိုတင်အစီအစဉ်ဆွဲထားတယ်။သူ့တငယ်ချင်းကိုသူကြိုက်တဲ့မိန်းကလေးနဲ့တနေ့လုံးချင်းတွေဖို့ဆေးလွတ်လိုက်တယ်။သူ့အာယုံပြန်သွားပြီးအိမ်ဘက်ကိုဂယုမဆိုင်မိအောင်လို့အခွင့်အရေးရတာနဲ့သူနှစ်ယောက်ကိုလွတ်လိုက်ပြီးကိုယ်တိုင်ပြင်ဆင်ရေးကိုစလုပ်တယ်။ပထမဆုံး short set ကိုရေခဲတက်တာအပေါ်မှာတင်ဖို့ကြိုးစားတယ်။ဒါပေမဲ့ထောင်ချိုးမှမှန်ကန်မနေဘူး။အဲ့ဒီစိတ်ကူးကမအောင်မြင်ခဲ့ဘူး။တစ်ဖက်မှာဝါတဲ့တငယ်ချင်းကမိန်းကလေးကိုခေါ်ပြီးလေပတ်ထွက်သွားတယ်။သူမိန်းကလေးကိုဈေးဝယ်မထွက်ဘူး။ပြောင်းပြန်ကိုယ်တိုင်တချင်းဆိုပြီးနားထောင်ခိုင်းတယ်။သူ့အတန်းကအရန်ဆိုတယ်။မိန်းကလေးတောင်အံ့ဩသွားတယ်။တကယ်ကဒီလိုအတန်းမျိုးဆိုရင်ဘယ်မိန်းကလေးမဆိုပြေးကွယ်မှာပဲ။ဒီဘက်မှာသူကအခြားတငယ်ချင်းတစ်ယောက်နဲ့အတူတကယ်ရေကူးကန်ပျော်စရာဥယျာဉ်ကိုသွားတယ်။အဲ့ဒီမှာရှိတဲ့လွှဲတွေရှော့ဆက်တွေကိုကြည့်ပြီးစိတ်ကူးတချို့ယူဖို့အတွက်ပေါ့။သူတို့နှစ်ယောက်ရှော့ဆက်တိုင်းကိုတေချာကြည့်တယ်။ပျော်ပျော်ပါပါလဲနေတယ်။လုံခြုံရေးအချက်တွေကိုလည်းမှတ်သွားတယ်။ဒါပေမဲ့သူ့တငယ်ချင်းကဘယ်ရှော့ဆက်ကအပျော်ဆုံးလဲဆိုတာပဲမှတ်မိတယ်။ဒါကိုမြင်တော့သူနည်းနည်းတော့ထွက်သွားပြီးကိုယ်တိုင်ပဲအသေးစိတ်အချက်လက်အားလုံးကိုမှတ်သားတယ်။အိမ်ပြန်ရောက်တော့ရေကူးကန်အနားမှာရှော့ဆက်ဆောက်ဖို့အဆုံးဖြတ်လိုက်တယ်။လာတာဆောင်ကိုအသုံးပြုပြီးမြင့်နဲ့ရှော့ဆက်တစ်ခုကိုပြင်ဆင်ဆောက်လုပ်တယ်။သူက professional မဟုတ်ပေမဲ့စ조사အားထုတ်မှုနဲ့ရှော့ဆက်ရဲ့အဆောက်အဦကိုအဆင်သင့်ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။တစ်ဖက်မှာဝါတဲ့တငယ်ချင်းကမိန်းကလေးကိုတရိတ်ဆန်ယုံခေါ်သွားတယ်။အဲ့ဒီမှာသူမကြိုက်တဲ့တရိတ်ဆန်ကိုမတွေ့တော့သူ့မျက်နှာပေါ်မှာချင်းသေးပုံဆေးတုပ်လိုက်တယ်။ဒါကိုမြင်တော့မိန်းကလေးပျော်သွားတယ်။ဒီနောက်မှာသူမိန်းကလေးကိုရုပ်ရှင်ပြဖို့ခေါ်သွားတယ်။ဒါပေမဲ့အဲ့ဒီမှာလည်းသူ့ရဲ့မိုင်မဲမှုတစ်ခုကစိတ်ခံစားချက်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တယ်။